ခေတ်မှာလည်းခင်းနဲ့လျော်ညီအောင်အမသူ့ကိုသူ modernize ဖြစ်အောင်အမဆိုကိုရန်လေးရဘယ်လိုပြောနင်တို့မင်းသမီးမပီသားတယ်ကောင်းပါတယ်ဘာဖြစ်လို့လဲပေါ့ဟင်းနဲ့နင်းနဲ့မင်းတန်းတို့တော့ကြည့်လိုက်တယ်သူကလည်းဘယ်တော့မှဆိုလက်သေးခြေသေးကအစတယ်အမလေးအမြဲတမ်းလှနေနင်တို့လိုတဝက်တစ်ပြက်ထိတ်တိပြက်နေရမဟုတ်ဘူးနံပါတ်1ကတော့အမားတို့ကကိုချင်းသိခါအောင်အမားတို့တမိုးထားပြီးတော့ပြိတ္တကစံပြပြအောင်အမားတို့စူးစမ်းနေထိုင်တယ်အမှုပညာရှင်ကိုချစ်တဲ့သူတွေကသူတို့မြင်တဲ့အမှုပညာရှင်ဒီအားနဲ့ချက်လဲသူတို့လက်မခံဘူးမလှတာလဲသူတို့လက်မခံဘူးเนาะအဲ့လိုမျိုးသူတို့ရဲ့စံနမူနာအဖြစ်ထားတဲ့ခါကျတော့အဲ့ဒီအတွက်အမားတို့ကအမြဲတမ်းဘယ်လိုပဲပြောပေါ့နော်ဒါအမားတို့ရဲ့အလုပ်ကလည်းနံပါတ်1လှတယ်လို့ဖြစ်တယ်နံပါတ်2ဘာပဲဖြစ်သူတို့ idol လို့သတ်မှတ်ပြီးသူတို့မြင်လိုက်တဲ့အချိန်မှာဟေးလှလိုက်တာဆိုတာဖြစ်နေအောင်အမားကိုစံနမူနာယူပြီးတော့အမားတို့လည်းစူးစမ်းနေထိုင်ရတာပေါ့ AAP ရဲ့ creation မှာလူပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနှင့်အခြားသောစီစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ AAP ရဲ့ creation မှာကြော်ညာများထည့်သွင်းလိုပါကဖုန်းနံပါတ်3999659849ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။မဆိုလို့ကနေအပြိုင်ဆိုင်လို့ပါအဲ့လိုမျိုးဒီခေတ်တော့3ယောက်လည်းဖြစ်တယ်5ယောက်လည်းဖြစ်တယ်မဆိုးပါဘူး။ချက်ရသွားလာဆောင်းထောင်ကြည့်အောင်ပြိတ္တကြိုက်တယ်။ဟုတ်။မင်းသမီး3ယောက်ပေါ့နော်။သူခန်းခါတာနဲ့သူဆက်လျာရှိဟာကြတော့လေကြားရတာပြိတ္တကကြိုက်ကြတယ်။အထီးကတော့လူကြောက်မှာညူးညူးနဲ့လည်းဆိုင်တာပေါ့နော်။ညူးညူးကမဆိုလို့ညီမ6ကြည့်ရ။ကိုလုံးအဲ့လိုမျိုးကြည့်ပဲ။အရန်ကိုချိန်သွားတာဝါသွားတာလည်းမရှိဘူး။အဲ့လိုတေးတေးတက်တက်ကြစ်ကြစ်လေးညားတယ်လေအဓိကမျိုးမျိုးနဲ့ဆိုင်တယ်မဆက်ရတော့ကိုကအနုပညာအလုပ်လုပ်တဲ့ခါကျတော့လူရှိသွားတယ်လေအဲ့တော့ထိထိသိနေရတာပေါ့နော်အဓိကဖိုက်မပေါ်တော့အဓိကအစားတော့ရှော့ရတာပေါ့နော်အစားတော့ဆိုတာမဆက်ထမင်းကိုလည်းမကြိုက်တာပါတော့ပဲမိမလေးကထမင်းစားတာများရဲ့ဖိုက်မှာအစီစုပြပေါ့နော်အမြန်မာအမျိုးသမီးတွေကထမင်းကိုဟိုပါပေါ့နည်းနည်းလေးစားတာမဆက်ရတော့ပုံမှန်ရှောင်းတယ်ဘာတော့မရှိဘူးဒါပေမဲ့ခြေတိကြောင်မစားတဲ့အတွက်တခုကလည်းရှောင်းသူဖြစ်သွားတာပေါ့နော်သမင်းနဲ့မနေ့နဲ့ညနေနဲ့အဲ့ဒါပုံမှန်စားပြီးအသီးစားတာများတယ်ရဆက်နေရတယ်ပြောသီးစားတယ်အဲ့လိုရှိမရှိနားလို့စားတော့ဆင်ကျင်တာပေါ့ပြီးတော့မြန်မာမဆိုတော့လူကြီးခိုင်းဆိုတာမြန်မာအင်ဝတ်တာများလေအဲ့ခါကျမဆိုတော့ဘော်လီဟိုကတော့ဘော်လီကရှိဝတ်တာမှာအများဖြစ်ကလေးတွေကဗလာဆန်ဝတ်တာများလေအဲ့တော့ပိုက်ဘူးလေအခါကျဆရာကရှိဝတ်တယ်ကားညိုက်တယ်မဆရာရှိပဲဝတ်တာရှိဝတ်တယ်ပိုက်စီဝတ်ခါကျတော့ခါးလေးကတိမ်သွားပါတော့အဲ့လိုမျိုးဟိုတချို့ဆိုမောနိုင်ဘူးတဲ့ကြက်ပြီးတော့လေမဆရာအလေးကျစ်ဖြစ်သွားခါကျတော့လေကိုဘယ်လိုပုံမဲ့ထိသေးတွေနေဟောရတာပါနော်ကျမကြီးနဲ့ညီပေါ့နော်တက်ကြီးလာလေကျမကြီးဂယူဆိုင်ရလေပေါ့ကျမနေတာလည်းပါတယ်ဟုတ်ခုနကယောဂခံစားနေရရင်စေးတောက်တော့စေးအဖက်တွေရှိရလေအကြဖောတာလို့ပိန်သွားတာလို့ဆိုတော့ကျမကြီးအခါကောင်းအခါကျတော့တောင်းဘာမှမဖြစ်ဘူးပေါ့နော်ဟုတ်တယ်သူပေါ်တော့လေရှည်လေးနဲ့ရရရှည်ဆိုတာအတော်ပဲသူ့ကိုယ်လုံးလေးနဲ့လေအမှန်တိုင်းရိုးသားဆုံးပြောပြရရင်အမားတို့ခေတ်ကအခုလိုမျိုးလဲ Facebook တို့ဘာလို့တအားကြီးလည်းမပေါ်ခဲ့ဘူး fashion ဘိုင်းမှာလည်းအခုခေတ်လိုတအားကြီးအရန်ကို modernize ဖြစ်တဲ့ဝတ်စုံတွေမပေါ်ခဲ့ဘူးပေါ့လေနောက်ဟိုမှန်တော့မှပဲအမားတို့ကအဲ့လိုမျိုးဒီလိုတကိုယ်လုံးပေါ်မှန်နေကြည့်ရတယ်ဆိုတာတော့အဲ့အောက်စားဘဝတွေမှာမသိခဲ့ပါဘူးအခုပြန်ကြည့်တော့မှမစိုးဘူးဟာလို့ပြန်မြင်ရတာဝမ်းသာရတာပေါ့လေအမားဆိုအမြဲအတူယူရတာအမားနဲ့သမီးနဲ့ရုပ်ရှင်ကားကြီးရိုက်တယ်နော်လုံးဝအမလုံးဝခေါင်းစားခြေဆုံးတဲ့ခြေသေးလေးရဲ့ဆိုဒီခန်းမှာဘလို့ဟိုခန်းမှာဘလို့ဆိုအဲ့လိုမျိုးလေးတွေအတူယူခဲ့ရတယ်အများကြီးအဲ့တုန်းကတော့နည်းနည်းဟို aerobic တို့ဘာလို့ခေတ်ပေါ့နော်အဲ့လိုမျိုး gym လေးပါလေးသွားကစားခဲ့ဘူးတယ်နောက်ဒီ character နှစ်ခုငယ်ဘဝနဲ့ကြီးဘဝကိုဒီလိုချင်းရမယ်ပြောတော့လေချင်းခဲ့လိုက်တာပဲစောစောဒီမလေးပြောတယ် confident တော့ပါဆိုတာဒီခေတ်မှာပေါ်လာပြီးတော့မသိဘူးရဲ့ဒါတကယ်ပြောတာနော်အမကိုအကုန်အားကြရတာပေါ့အားကြရဲဆိုတာဟိုအမဒီလိုမျိုးဟိုတပီလူမဲ့ရွှေထားတော့ပါလို့ကလေးခန်းလေးတွေဆိုရင်လေအဲ့တုန်းကဆိုရင်เนาะတကယ်ကိုအမလေးတက်ပြီးတော့အမမှန်တင်ကုန်ရှိမှလေးလူ BG ခေါ်လာရင်အဲ့ဒါလေးဆိုလေတပီတော့အဲ့တော့ပြိတ္တအနေနဲ့ကြီးခဲ့ရတာကိုကြီးခဲ့ရတော့အဲ့လိုမျိုးလေးဆိုလေသဘောကျခဲ့ရတယ်နောက်တစ်ခုဒီမြန်မာဆန်ဆန်ကတော့ပြောမနေနဲ့တော့ဒါတအားလာတယ်ဆိုတာတိုင်းမီလုံးသိတယ်နောက်ဒီလိုမျိုးအခုခေတ်မှာလည်းခင်းနဲ့လျော်ညီအောင်အမသူ့ကိုသူ modernize ဖြစ်အောင်အမဆိုကိုရန်လေးရဘယ်လိုပြောနင်တို့မင်းသမီးမပီသားတယ်ကောင်းပါတယ်ဘာဖြစ်လို့လဲပေါ့ဟင်းနဲ့နင်းနဲ့မင်းတန်းတို့တော့ကြည့်လိုက်တယ်သူကလည်းဘယ်တော့မှဆိုလက်သေးခြေသေးကအစတယ်အမလေးအမြဲတမ်းလှနေနင်တို့လိုတဝက်တစ်ပြက်ထိ
ထိတ်တွေပြက်နေရမဟုတ်ဘူးကိုရလေးဆိုအမြဲဆုံးပါတာပေါ့လေအော်အဲ့လိုအခုဆိုအမားနဲ့မစင်နဲ့ဟိုကားရိုက်တော့တအားကြီးတွဲခဲ့တာမရှိဘူးအခုချိန်ကြမှာလာပြီးတော့တငယ်ချင်းညီမဖြစ်နေတာဆိုတော့ဟုတ်တယ်မနေ့9နာရီလည်းအမလှတာကိုရီးယားခေါင်းဆုပ်ပါတယ်အဲ့လိုတွေ့ယူစရာတွေအများကြီးပေါ့လေပြင်သွားရလေအဲ့လိုပေါ့တရက်လေးရှိနေတယ်နော်သူများအမြင်ရှိတယ်ပေါ့နော်ဒါမင်းသမီးဆိုရပြီအခုပြီးတော့ရပ်ဖို့ရိုက်ကြလေအမတ်တရားဆိုအဲ့အမတ်တရားသူတို့စီမှာပါသွားခါကြမလားမပါရင်မပါချင်ဘူးအဲ့တော့ပြင်သွားရဲနည်းနည်းတရက်လေးတော့အမြဲပို့တယ်အလားပြင်ရမှာတော့မပြင်ဘူးအမပြင်းတာအခုခေတ်ကအမမြင်တာပေါ့နော်အမတို့ဗီဒီယိုဆိုတာအရင်ခေတ်ကတစ်လမှာရက်30ရှင်ရက်30စလုံးထွက်မဲ့ကားရှိဒီနေ့တွေးဆိုရင်နောက်နေ့သူလေเนาะအဲ့ခေတ်ကပေါ့နော်ကိုလူမင်းတို့ကတော့သူဥမာအရန်ပေါက်တဲ့မင်းသားနဲ့ဆိုရင်အမတို့ကရက်ချိတ်တွေမတိုက်အောင်လို့ရှောင်ရတာမျိုးတွေဒါအမတို့ဗီဒီယိုခေတ်မှာရှိခဲ့တယ်အဲ့ဒီခါကျတော့အမတို့ရဲ့စင်စက်မပြတ်အမတို့ရဲ့အမှုပညာတွေကပေါ်ထွက်နေတာပေါ့နော်အခုဒီဘက်မှာကျတော့အလှည့်နဲ့ဖြစ်သွားတယ်လို့ဖြစ်တယ်ဒါအမအမြင်ပြောတာပါဥမာအခုထားပါတော့အမတို့ဝိပါကတော့ဆိုအမတို့အရန်ကိုအမတို့ပောက်ခဲ့တယ်လို့အဲ့ငယ်တဲ့နှစ်မှာဖြစ်ပေမဲ့ဒါပေမဲ့အခုနောက်ထပ်ထပ်ပြီးလှည့်သွားတဲ့ကားတွေကတခြားကားတွေနဲ့တခြားအက်တာတွေနဲ့ဖြစ်ကုန်တဲ့အခါကျတော့ဝိပါကတော့ပောက်ခဲ့တဲ့တူတာအောင်လို့ပါတော့အခုချိန်ဒီပြန်ပောက်လာတဲ့ဇက်ကအခုလိုမျိုးမတွေ့ရသေးဘူးပေါ့နော်အဲ့တော့အလှည့်တွေနဲ့လာတယ်လို့ထင်တဲ့အခါကျတော့အမတို့အမှုပညာဆိုတဲ့သဘောတရားလဲပြိသက်မေ့မနေအောင်မေ့သွားတာပေါ့နော်မေ့သွားတာမျိုးရှိရဲ့အခုဆိုဟိုတလောကတူတောင်ထမင်းဆိုင်ဖွင့်ပြန်လို့တော့ဟာတူတောင်ပြန်ပေါ်လာပြီဘယ်ပြောင်းနေတာတော့သူကတော့သူ့ကိုယ်သူရုပ်ရှင်ကားကြီးရိုက်ဖို့သူ body တွေ train နေတယ်ဒါသူ့ရဲ့ movement တွေကတော့ရှိနေတာပေါ့အမားတို့လည်းဒီလိုပဲအမားတို့နေ့စဉ်နဲ့များ movement တွေကတော့ရှိနေမှာပဲပွဲလေးတွေအမားတို့တက်မယ်ကားတွေရိုက်နေမယ်ဒါပေမဲ့ဆော့ပြောလို့ on air ပေါ်ရောက်လာဖို့ဆိုတာကအကြောင်းတွေအများကြီးရှိတယ်အခုဒီရက်မှာဒီက on air ပေါ်တက်မယ်လို့ပြောပေမဲ့ရွှေ့ပြီးတော့ planning နေနဲ့ဖြစ်သွားတာပေါ့အဲ planning နေနဲ့ဖြစ်သွားတဲ့အပေါ်မှာတရုတ်ဆောင်တွေကညီမလေးပြောသလိုကွာဟနေတာပေါ့အလှည့်တွေနဲ့ဖြစ်တာအဲ့လိုမျိုးလေးတော့အမမြင်ပါတယ်နံပါတ်1ကတော့အမားတို့ကကိုချင်းသိက္ခာကိုအမားတို့တမိုးထားပြီးတော့ပြိတ္တကဆံပြဖြစ်အောင်အမားတို့စူးစမ်းနေထိုင်တယ်လူဆိုတော့အမားရှိတယ်အမားတို့မှာအားနည်းချက်တွေရှိတယ်ချုံရင်းချက်တွေရှိတယ်ဒါပေမဲ့ပြိတ္တဆိုတဲ့ဒီအမှုပညာရှင်ကိုချစ်တဲ့သူတွေကသူတို့မြင်တဲ့အမှုပညာရှင်ဒီအားနည်းချက်လည်းသူတို့လက်မခံဘူးမလှတာလည်းသူတို့လက်မခံဘူးเนาะအဲ့လိုမျိုးသူတို့ရဲ့စံနမူနာဖြစ်ထားတဲ့ခါကျတော့ဒီပြိတ္တရဲ့ချစ်တဲ့မေတ္တာကြောင့်ပဲအမားတို့အနေထိုင်နေပြောဆိုတွေပြုမှုတွေအပြည့်စင်တွေအားလုံးကကိုထိန်းသွားတယ်လို့အမားတို့မြင်ပါတယ်ဒါသူတို့ချစ်ပေးတဲ့အတွက်ပေါ့နော်သူတို့ရဲ့မျက်စိထဲမှာဒါအမားတို့သူတို့အမြဲတမ်းတကယ်ဆိုအမားတို့လည်းအသက်ကြီးလာတာပဲသူတို့အသက်ကြီးလာတဲ့မြအမားတို့လည်းကြီးလာပဲလေအမားပြောတယ်ဟာကျွန်တော်တို့ငယ်ငယ်တော့အားပြဆိုအမားလည်းပြောဟဲ့အဲ့တော့ငါလည်းငယ်တယ်လေဆိုလိုတဲ့အတိတ်ပဲသူတို့ကြီးသွားတာသူတို့လက်ခံတယ်အမားတို့ကြီးသွားတာသူတို့လက်မခံဘူးအဲ့အတွက်အမားတို့ကအမြဲတမ်းဘယ်လိုပဲပြောပေါ့နော်ဒါအမားတို့ရဲ့အလုပ်ကလည်းနံပါတ်1လှတဲ့အလုပ်ဖြစ်တယ်နံပါတ်2ဘာပဲဖြစ်သူတို့ idol လို့သတ်မှတ်ပြီးသူတို့မြင်လိုက်တဲ့ချိန်မှာဟေးလှလိုက်တာဆိုတာဖြစ်နေအောင်အမားကိုစံနမူနာယူပြီးတော့အမားတို့လည်းစူးစမ်းနေထိုင်ရတာပေါ့သမီးအမားတော့ဂျေလိုကြိုက်တယ်ဘာလို့ဂျေလိုကြိုက်လဲဆို तू ကအသက်တာကြီးကသူ့ body ကြီးမသွားဘူးရေနောက် तू ကအရန်သူ့ကိုသူဒီတင်းရင်းပြီးတော့လေကြွက်သားတွေကိုအမားတို့ကရှင်းရှင်းပြောရင်ကိုမလုံနိုင်ဘူးသူများလုံတယ်ဆိုအမားတို့ကအားကြရတာပဲနော်အတူယူရတာပဲကိုလည်းလိုက်ပြီးတော့တပြားဖို့လောက်တော့လုံနိုင်အောင်လို့စူးစမ်းရတာပဲအဓိကတော့တက်နေတော့ဘူးတွေရှော့တာပေါ့နော်ဟုတ်ဘာဘူးမဘူးတော့ပေါ့ရှော့ပြီးစချမ်းလာတယ်အမားတို့ထူးထူးခြားခြားဒီဇလန်တွဲမှာเนาะအမားနဲ့သမီးနဲ့စိတ်လိုချစ်မှာပြန်တွဲခွင့်ရတယ်အဲ့ကားကတော့လှင့်သွားပါပြီကိုရဲအောင်ရေအမရေမစင်ရေအမရေပေါ့နော်အဲ့တော့အဲ့တုန်းကလိုကယ်မီတွေနဲ့တွဲပြီးတော့သူဆောင်ဝင်ရတယ်အဲ့ဒါလေးကအမြဲတမ်းအမှတ်တရဖြစ်နေပါတယ်နောက်လဲအလိုအတူတွဲသရုပ်ဆောင်ဝင်ရရင်ကျေးဇူးလေးတင်ပါတယ်ဝမ်းလည်းတာမှာပါမန်ယူရှိတော့လာအားပေးပါလို့ပြန်ခါချိုင်နော်ဟုတ်မန်ရုပ်ရှင်ဆိုတဲ့အတိုင်းတကယ်ကိုမန်နေနဲ့ AFPS Creation မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ follow လုပ်တာပြီး feedback တွေထားပေးပါဦးနော်